အမေခောက်လေးလောက်စားဖြစ်တယ်မဲခောက်ကိုနေရီလောက်ပြုတ်လိုက်တာပေါ့နော်နေရီလောက်ပြုတ်ပြီးရနဲ့သူရေးဆေးပါမယ်သူအကြည့်အချွေးတွေပေါ့နော်အဲ့ဒါတွေကိုတေချာပြောင်းအောင်ဆေးပြီးလို့ဒီလိုအရွက်နေထားရပြီဆိုတော့သုံးပါမယ်ကိုအရွက်ကိုစိတ်ကြအရွက်စားပေါ့နော်ကိုရတော့အသုံးကြီးရရဲ့တိတ်မကြိုက်လို့နည်းနည်းအသုံးတတိလေးပဲလုပ်ဖြစ်ပါတယ်ဒီလိုအသုံးတတိလေးရပြီဆိုရင်စပလာလောက်တော့မှာပေါ့နော်ကျက်သွန်ဖြူရငရုတ်တီးကိုလော်ပါမယ်အနက်မွေးလာတဲ့အထိပေါ့နော်နမွေးလာတဲ့အထိဒီချစ်ချလော်တော်တော်လေးကိုမွန်ပါတယ်ပြီးရင်အဲ့ဒါထောင်းပါမယ်ပေါ့နော်ရပြီဆိုရင်ဒီချညက်အောင်ထောင်းထောင်းပြီးလို့ရပြီဆိုရင်တော့စားတုပ်လို့ရပြီပေါ့နော်အဲ့ဆိုရင်ကျူတင်ပြင်ဆင်ထားရမယ့်ဟာလေးကတော့မာလာမုတ်နဲ့နန်းနဲ့ဝါကြောက်နဲ့စားနဲ့ပေါ့နော်အဲ့ဒါလေးကတေချာပကံထဲမှာကျူတင်ပြင်ဆင်ထားပါတယ်ဆိုစားတုပ်တော့မယ်ပေါ့နော်မာလာမုတ်တွေနန်းတွေဝါကြောက်တွေစားနဲ့ပဲတုံးထားပါတယ်မာလာမုတ်လည်းညံလို့ပေါ့နော်အဲ့ဒါပြင်ထောင်းထားတဲ့ဟာလေးထည့်ပြရတယ်အဲ့ဒါကိုတေချာရောတမမွေးပြီးရတေချာရောတမမွေးပြီးဆိုရင်စားလို့ရပါပြီရမဲခေါက်ကတော့2000ပို့ပါ